สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ဒီချေစုတည်ယူနေဖြစ်ပါတယ်ဒီနေ့မှာတော့ဒီချေကထိုင်းလိုမျိုးကိုမိတ်ဆက်နီးလေးတွေကိုဒီချေကိုမျှပေးပါမယ်အရင်ဆုံးအနေနဲ့နန်းစားအနေနဲ့ကိုယောက်ျားလေးဆိုရင်ကျွန်တော်လို့သုံးပါผมမိန်းကလေးဆိုရင်ကျမဒီချန်လို့သုံးလို့ရပါတယ်ဒါပေမဲ့ဒီချန်ဆိုတဲ့အသုံးအနှုန်းကကျတော့ပြောမယ်ဆို formal အရန်ဆန်တယ်နည်းနည်းလေးစာဆန်နေပေါ့ကွယ်ပြောမဆန်ဘူးအဲ့တော့မိန်းကလေးကကိုကျမလို့ပြောတာတဲ့ကိုကအကြီးဆိုလို့ရှိရင်ကိုဖြီးဆိုလို့ပြောလို့ရတယ်ဖြီးဒါယောက်ျားလေးရောမိန်းကလေးရောပြောလို့ရတယ်နော်ကိုကအငယ်ဆိုရင်တော့နောင်ဆိုတော့နာဇာအခေါ်လေးတွေသိပြီဆိုရင်တချေတော့နောက်တစ်ခုအနေနဲ့နာမည်စပြောကြမယ်นะคะအဲ့တော့နာမည်ကိုတချေတော့ကချើလို့ထွက်ပါတယ်ချើနာမည်ထွက်တဲ့အခါသတိထားရမယ်အများစုကချုဆိုပြီးထွက်ကြတယ်အမှန်တကယ်တရတချေပါဇက်ကိုကြည့်ပါသူကဆိုတော့ချေတော့တရတဝတ်တန်လို့ခေါ်တယ်လေဘင်းအစ်တဲ့တရလို့ချေအမှန်ရအောင်လွယ်အောင်သင်ထားရရပေါ့ဆိုတဲ့အတန်အဲ့တော့ကျွန်တော်နာမည်ကတော့ဆိုလို့ကျွန်တော်နာမည်ပြောချင်တယ်ผงเชอကျမနာမည်ကတော့တီချန်เชอအကိုနာမည်အမနာမည်ကတော့ဖီချာမောင်လေးနာမည်ညီမနာမည်ကတော့အမျိုးလေးပြောချင်တယ်ဆိုရင်နောင်ချာအဲ့လိုမျိုးလေးပြောပြီးတော့ကိုနာမည်ကိုမိတ်ဆက်လို့ရတယ်နောက်တစ်ခုနာမည်ပြောတတ်ပြီးဆိုရင်ကျတော့အသက်ကိုပြောကြည့်ကြရအောင်အသက်ကိုဆိုရင်ကျတော့အာယုလို့ပြောပါတယ်အဲ့တော့ကျတော့အသက်ပြောပြီးသွားပြီဆိုရင်ခဏန်းလိုက်မယ်ထားပါတော့အသက်20လို့ပြောမယ်ဆိုရင်အာယု20ပြီးဆိုတဲ့စကားလုံးလေးအနောက်ကကပ်ပေးရပါမယ်သူကနှစ်ကိုပြောတာပေါ့နော်ပြီးရတဲ့ပေးရအဲ့တော့ message ကြည့်ကြမယ်ผมอายุ20ปีครับကျွန်တော်အသက်20ပါခင်ဗျာดิฉันอายุ22ปีค่ะကျွန်မအသက်22နှစ်ရှိပါပြီရှင်အဲ့လိုလေးပြောတာပါဆိုတော့နာမည်ပြောတတ်ပြီးအသက်ပြောတတ်ပြီးဆိုရင်ကိုနေရဲ့နေရာကြီးလည်းပြောတတ်ရပါမယ်အဲ့တော့ကိုနေရဲ့နေရာပြောဖို့ဆိုလို့ရှိရင်နေထိုင်နေဆိုတဲ့ verb က you ဆိုတဲ့သလုံးလေးမှတ်လို့ရတယ် youนะคะအဲ့တော့ဝါကြမှာဆိုရင်ကျမကထိုင်းနိုင်ငံမှာနေတယ်လို့ပြောမယ်นะคะနေတယ်ဆိုတော့ you မှာဆိုတဲ့ preposition တွေက t ဖြစ်ပါတယ်ထိုင်းနိုင်ငံဆိုတော့ประเทศไทยဝါကြမှာပြောကြည့်မယ်ကျမထိုင်းနိုင်ငံမှာနေထိုင်ပါတယ်ดิฉันอยู่ที่ประเทศไทยကျွန်တော်မြန်မာနိုင်ငံမှာနေထိုင်ပါတယ်ผมอยู่ที่ประเทศမြန်မာဆိုပြီးတော့ပြောလို့ရတယ်။နောင်လို့ဒီမှာ grammar လေးနဲ့မှတ်ရမှာဆိုရင်နေရာမလိုက်ခင်မှာနေရာရဲ့အရှိမ preposition လေး t ဆိုတဲ့စကားလုံးလေးခံအောင်ခံပေးရမယ်။မြန်မာလိုမျိုးဆိုရင်မှားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ထိုင်းနိုင်ငံမှာနေတယ်၊ဘန်ကောက်မှာနေတယ်၊ချင်းမိုင်မှာနေတယ်ဆိုတဲ့နေရာရဲ့အရှိမ t လေးလိုက်ပေးဖို့မေးပါနဲ့။အဲ့တော့နာမည်ပြောတတ်ပြီးအသက်ပြောတတ်ပြီးကိုနေတဲ့နေရာပြောတတ်ပြီးဆိုလို့ရှိရင်ကိုပြောတဲ့ဘာသာစကားလေးလည်းပြောတတ်ဖို့လိုတယ်นะคะကျွန်တော်ကတော့အင်္ဂလိပ်စကားပြောတယ်ကျွန်တော်ထိုင်းစကားပြောတယ်ဒါမျိုးတွေပြောမယ်ပေါ့အမျိုးဆိုရင်ပြောရဲဆိုရင် verb က พูดဖြစ်ပါတယ် พูดအဲ့တော့ကျွန်မအင်္ဂလိပ်စကားပြောတယ်ดิฉันพูดภาษาอังกฤษကျွန်တော်ထိုင်းစကားပြောတယ်ผมพูดภาษาไทยဆိုပြီးတော့ပြောလို့ရတယ်အဲ့ဒီအနောက်မှာကိုကနည်းနည်းပဲတက်တယ်လို့ပြောချင်နေဆိုရင်အနောက်က nit noi ကပ်ပေးလိုက်ပါ nit noi အဲ့ဒါဝါကြမှာပြောကြည့်မယ်ကျမထိုင်းစကားနည်းနည်းတက်တယ်ดิฉันพูดภาษาไทยได้นิดหน่อยကျွန်တော်ကိုရီးယားစကားနည်းနည်းတက်တယ်ผมพูดภาษาญี่ปุ่นได้นิดหน่อยအဲ့တော့ nit noi လေးကပ်ပေးလို့ရပါတယ်นะคะအဲ့တော့ကိုပြောတတ်တဲ့ဘာသာစကားတွေပြောပြီးကိုဘယ်မှာနေလဲဆိုတာပြောပြီးနောက်တစ်ခုကကိုဘာလူမျိုးဖြစ်လဲဆိုတာခြေပြောကြည့်ကြမယ်นะคะအဲ့ဒါလွယ်တယ်လူမျိုးကိုတစ်ချေတော့คนလို့ကတ်တယ်คนရဲ့နောက်တစ်ခုအဓိပ္ပာယ်ကလူဆိုတဲ့အဓိပ္ပာယ်လေးရပြီးတယ်ဒီမှာကျရင်ခြေတော့လူမျိုးလို့မှတ်မယ်นะคะအဲ့တော့ verb အနေနဲ့ဖြစ်တယ်ဆိုတော့ပင်လေးကတ်မယ်တော့ခြေတော့ဝါကြနဲ့ပြောကြည့်မယ်ကျမကမြန်မာလိုမျိုးဖြစ်ပါတယ်ดิฉันเป็นคนမြန်မာค่ะကျွန်တော်ကတရုတ်လူမျိုးဖြစ်ပါတယ်ผมเป็นคนจีนครับนะคะအဲ့တော့ဒီမှာမြန်မာလို့ပြောလဲရတယ်ဖမလို့ထိုင်းနေရတော့ဖမလို့ခေါ်တယ်အ
ရင်တော့တချေတော့မြန်မာမဟုတ်ဘဲနဲ့ Burmese ဆိုတဲ့အသုံးလုံးနဲ့သုံးတာကိုအဲကြတော့ဖမလို့ခေါ်တယ်ကွယ်သူတို့ကတော့ဖမလို့ခေါ်တယ်ဒါပေမဲ့ကိုမြန်မာလို့ပြောလိုက်ရမြန်မာဆိုတော့သူတို့နားလေนะคะအဲ့တော့ဒါလေးပြောတတ်မယ်เนาะဒါကကြတော့ထိုင်းလိုမျိုးအခြေခံမိတ်ဆက်တဲ့ဟာလေးတွေကိုတစ်ချိန်ဝင်ပြပေးတာဖြစ်ပါတယ်ထပ်ပြီးတော့တစ်ချိန်ဒီ channel လေးကနေပြီးတော့ထိုင်းစာနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးknowledge ရဝယ်တွေအများကြီးဝင်ပြပေးဖို့ရှိပါသေးတယ်ရှင်ဒါကြောင့်ဒီ channel လေးကို subscribe လုပ်ထားဖို့လည်းမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ချစ်စတီနဲ့ချစ်ပါတယ်ရှင်တီချယ်ဆုနဲ့အတူထိုင်းစာသင်ယူခြင်းလို့တင်နန်းစုံစမ်းခြင်းတဲ့သူတွေက TikTok ကဆိုလို့ရှိရင် contact X လေးကိုနှိပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်တီချယ်တို့ bio မှာရှိတဲ့ link လေးကိုနှိပ်ပြီးတော့လည်းစုံစမ်းလို့ရပါတယ်တကယ်လို့ Facebook ကဆိုလို့ရှိရင်တော့ patient messenger ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်